grade 12အတွက်ကို guide ခေါ်ဖို့အတွက်မိဘတွေအမေးများတဲ့အသိဉာဏ်ဆုံးမိကုန်းတစ်ခုကတော့ guide ခေါ်တဲ့အခါမှာပေါ့လေဒီအခုအောင်တဲ့ကျောင်းသားကျောင်းသူတွေပေါ့ grade 12အောင်လာတဲ့ကလေးတွေကို guide ပြန်လုပ်ခိုင်းမယ်ဒါဆိုရင်အဆင်ပြေနိုင်လားပေါ့အဲ့လိုမိကုန်းနေမိကြတယ်ပေါ့ဆိုတော့အဓိကကပြောချင်တာကတော့ဒီလိုမျိုးခေါ်တာကတော့အဆင်ပြေနိုင်ပါတယ်ဆိုတော့ဘယ်လိုအခြေအနေမျိုးမှာပို့ပြီးတော့အဆင်ပြေနိုင်လဲဆိုတော့ကလေးကရှင်ကောင်းကောင်းကြောင်းကောင်းကောင်းရှိထားမယ်တေချာလဲစာတွေကိုနားလဲထားမယ်ကိုယ့်ရဲ့ကလေးကိုပြောတာပေါ့နော်အဲ့ကလေးကတေချာကြောင်းကောင်းကောင်းရှင်ကောင်းကောင်းမှာတက်ထားပြီးတော့မှစာတွေလည်းရှိထားမယ်သိထားမယ်ဆိုလို့ရှိရင်ပို့အဆင်ပြေနိုင်တယ်စာလုပ်ပုံလုပ်ပြီးမသိထားတဲ့ကလေးမျိုးပေါ့လေစာတွေကသူနဲ့သူသိတော့အသင်တော့သင်နေရတဲ့ဒါပေမဲ့တနေ့ပြန်လောက်ရတာမပြီးနေဘူးဒီလိုကလေးတွေအတွက်ကြတော့ဒါခုနကပြောတဲ့ grade 12အောင်လာတဲ့စနစ်သစ်အောင်လာတဲ့ကျောင်းသားကျောင်းသူတွေကိုခေါ်ပြီးတော့မှ guide ပုံစံမျိုးကြီးလောက်ခိုင်းတာပို့ပြီးတော့ထိရောက်နိုင်ပါတယ်ဆိုတော့တချို့ကျတော့အဲ့လိုမဟုတ်ဘဲနဲ့ကျောင်းတွေ tuition တွေမထားတော့ဘဲနဲ့နားလိုက်ပြီးတော့အဲ့ကလေးတွေဒီခုနပြောတဲ့ grade 12အောင်လာတဲ့သူတွေနဲ့ပဲ set run မယ်ဆိုလို့ရှိရင်အောင်ကြတော့အဲ့လိုကြတော့နည်းနည်းတော့အနေနဲ့များနေတယ်ဟိုဒါကတော့နှုတ်နှစ်ဖက်အဆင်ပြေအောင်ပြပြပေးတာပါတချို့ကျတော့တခြားစာကြည့်ခဲ့တဲ့ grade 12အောင်လာတဲ့ guide တွေရှိနိုင်တယ်တချို့ကျတော့လည်းအပိုင်းတွေကိုကြော်ပြီးတော့မှကြည်လာပြီးတော့မှအောင်သွားတဲ့သူတွေရှိနိုင်တယ်ပေါ့လေဒါမျိုးစုံရှိနေပါတယ်ဆိုတော့အဓိကပြောချင်တာကတော့ကိုယ့်ရဲ့ကလေးအတွက်ကိုတခြား guideline ပေးနိုင်မဲ့ဒီ grade 12အောင်လာတဲ့သူတွေကိုခေါ်ချင်တယ်ဆိုလို့ရှိရင်ကျတော့ကျောင်းကောင်းကောင်းကျူရှင်ကောင်းကောင်းထားတဲ့ကလေးဆိုရင်တော့အဲ့လိုမျိုးအဆင်ပြေနေမှာဖြစ်တယ်ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဒီလိုမျိုး guide လေးတွေ grade 12အောင်လာတဲ့သူတွေကိုခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းတကိုင်းမြန်မာမှာအဆင်သင့်ရှိနေတဲ့ကြောင့်မလို့လာရောက်ပြီးတော့မှဆက်သွယ်လို့ရပါတယ်